လူကြီးနဲ့လူငယ်နဲ့ဘာကွာသွားလဲဆိုတော့ကွာဦးနဲ့မောင်နဲ့ကွာသွားတော့အဲ့တော့မင်းတို့ကဘာမှမကွာခြားခြင်းဘူးဆိုလို့ရှိရင်မျိုးနာမည်ကိုဦးမောင်လို့ပြောင်းလိုက်โอเคလားတော့ဘယ်လိုလဲဆိုတော့ဒီလိုကွာလောကနေရဝင်ငရေကြောင့်စိတ်တရာရီတဲ့သူများကတဲ့ကောင်းနိုင်ပြီးတော့ fighter လုံးမျိုးတီးထုတ်သူမကြောင်စာစီကုန်းရင်းနဲ့ဆက်ထားတဲ့ချင်းတပုတ်တကောင်းမခေါ်ပဲငါဘောရှင်နဲ့ဖနက်ပစီပြီးဝင်ခဲ့ငွေအသေးကိုရှာမိခဲ့နဲ့ထထခါခါခွဲလေလူသားမပါလှုပ်ထွက်တယ်မင်းတို့ဆိုပြုံးမပြတ်ပဲရုပ်ရည်လမ်းမှာပြန်ဆောင်ခဲ့ရင်ငါပကစားပြီးလှုပ်ဆက်စင်ပြေရလားဒီရလို့ဖုံးဆက်တာသူ့ရဲ့ဘေကောတော့ကိုပဲဖုံးနေပြီးတော့မြုပ်တော့အောင်ပြောတာရှင်းတယ်ချေရချင်းတူရဲသူပဲချေရခံလို့ရမယ်နင်ကတည်းရရောနေမှာတော့ဟိုကောင်တတ်မှတ်မောတော့ဆန်းချင်းမင်းနဲ့ငါနဲ့ဇလန်းကဆုံးသက်မှလွယ်ဒါတွေကိုပြန်ပြောနေလဲငါဘက်ကပဲယူရမှာပဲဒုတိယနဲ့ချစ်ခဲ့ရမြင်ရဲရဲလုံးနဲ့ဘက်ကပဲငါ့အိမ်မက်တွေပြည့်စည်သွားတဲ့နေ့ကူနဲ့တပည့်လေးနဲ့မှာပဲအတင်းကအတိတ်မှကြံခဲ့ရင်တိုင်းကစိတ်ပမာဒါတွေပြောလဲကိုပေါ့ကိုပြန်ထောင်းသလိုပဲချင်မှာထောင်းသလိုနဲ့အတင်းပြန်နေပေါင်းမလို့နဲ့ပြစ်ချအော်အချစ်ဆိုပြီးကောင်းစင်တန်းငမ်းမြတ်ွယ်ကြမှာ fuck အကြောင်းမတက်တက်ရရှာနေဆိုအကောင်းဘက်ကကာရန်နဲ့ကံကြမ္မာနဲ့ပတ်သက်ဆောက်ဖက်ပါလာကန်နဲ့ဒီဘဝအတေးမဲ့မဲ့လို့နောက်ဘဝနဲ့သိပေါ်မယ်တောင်ဆိုရင်နဲ့နီးရဲ့ကျဲအပင်နေရာမှာရိတ်ပေါ်တယ်လေအဆုံးမရှိတဲ့ပင်လေပြင်မှာတိမ်တွေကသိပ်ပြော်တယ်ခမောင်းချစ်တဲ့အကြောင်းတွေပြောဖို့ပဲပါတီကဖိတ်ခေါ်မလဲရရတခါတော့ကခမများရဲ့လိတ်တော်ပဲချွတ်တံမိုးတွေပြေကကြမှာကြောင်ပိတ်ပြီးတိတ်မငုံနဲ့ဘဝတူတောင်းနဲ့တကုတွေကပိုဟောင်းနဲ့အဲဒီဒီတွေပြန်သွားလို့ရရင်ကျုပ်တို့တပို့ကောင်းမယ်ဒါမဲ့ကွာတင်တော့မလွယ်အချစ်ကအထင်ရောင်းနဲ့အော်တက်ကြီးကိုချေးချက်ခံရတော့အိုင်ဟင်းရ